နှလုံးသားရော အခုမင်းသားလည်းကိုပြန်ကြည့်ဦးငကိုတည်းကမလာပါလို့ဘလူးရုပ်ပါမင်းလာတော့မအားပြောမင်းစကားဘာလဲကိုမင်းတော့လည်းပြောလဲဆောက်ကြတယ်အော်မရှိအဲ့ငါညီတွေအဲ့လိုပြောတယ်ဒီလောက်အကကောင်းတာအရှိကသူ့ကိုကလိုက်ကနိုင်တယ်ဒါပေမဲ့မင်းတို့၄ယောက်ဟိုငါဒီချက်မှာမကခိုင်းတော့နောက်နေ့ကျရင်ငါကိုလိုက်ဆက်တော့ပေးမယ်ဆက်နေမရမကြီးမညာပရိသာဆိုပြီးတော့ငါဆက်တော့ပေးမယ်မိသားစုများအော်လာပြန်ပြီမိသားစုတွေကများတာမိသားစုတွေကကဲဈေးတဲ့လူတွေလာခေါ်တော့မှဈေးရောက်နေတယ် ပွဲကြည့်ပြီးအပြန်အိတ်ချင်မှုတူဖြစ်နေသလားဟင်းမဝင်တာတောင်းတဲ့ကဈေးကြီး ဇက်လက်မဲ့ပြောင်းသွားပြီပျော်ပျော်ရွှင်ရွှင်အောင်စဖူးဆေးသက်တူဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါလေးကိုကုမလာပြီးပေါင်လေးကုတ်ပြီးတော့အိမ်မှာချိန်လိုက်မကြခင်မှာအမပြပြကြည့်တာအကျွေးနုံနဲ့လေမင်းတို့မဖြစ်တာအမရအခုနှခမ်းရယူပါရဲ့ဒါလေးပါယူပါ မိသားစုများ အကျွန်တော်ဒီကုန်းတာကြိုက်တော့ကျွန်တော်တို့အပိုင်းခွဲလိုက်ပြီ15မိနစ်ကိုစီးအောင်မယ် ဈေးသီးစားတဲ့လူဟာချက်ချင်းဈေးသီးစားတဲ့လူဟာဖြစ်တော့မကြခင်မှာနောက်ထပ်မိန်းမတယောက်ထပ်ရမယ်အဲ့တော့ကာယမညီဘူးကာယမညီဘူးဒါယောက်ျားလေးတွေအတွက်ဇီတိဆိုင်ဘာဖြစ်လဲစပြောလိုက်ဟုတ်ပါပြောတယ်ဘာဘယ်လိုဘာဖြစ်လဲပြောလို့ ယောက်ျားလေးတွေအတွက်ဟဲ့ဇီတိဆိုင်ဘယ်လာလို့ဇီတိဆိုင်ချီကြည့်ရတယ်မိသားစုများအားလာပြန်ပြီ ကိုကျော်ကြီးရ မကြော်တော့မှရဟိုမှာမိသားစုတွေမခေါ်နေတော့ ကိုကျော်ကြီးကကိုဇက်မထားတဲ့ security ကိုဈေးသီးတွေရမယ်ဈေးသီးတွေရမယ်တစ်လုံးမှာ9000ဟာစီးပွားပြေဘူး တဘဝစာမြင်တောင်းနေဘိုးရကိုကျော်ကြီးရောက်တိုင်လိုက်မယ်ဘို့ security လေးငါတော့ဇက်ကုန်မလို့လဲဈေးတယ်တွေကဒီပေါ်တက်ရောက်တော့ကျွန်တော်ခွဲကြလို့မရဘူးဖြစ်မိသားစုများနည်းနည်းရဈေးသီးတော့မထင်လိုက်ပါနဲ့ဘာဈေးသီးထင်လဲ ဘာစည်းပြီးတော့ ဘာဈေးသီးထင်လဲ ဘာစည်းပြီးလဲလို့ အစီပါတယ်ဈေးသီးပေါ့ဟာ ကဲနေကြီးလည်းနဲ့ပုံလွယ်ဦးမယ်သူပြောရှင်းတယ်9000ငါပတ်စံယူပြီးတော့မင်းရစာမတရာရီဒါဆိုင်အဲ့ဒါနှလုံးပြည့်ကျွေးမင်းအဲ့နှလုံးကြမှာနေခဲ့ဒီမဲ့ကဲဟိုဈေးရောက်နဲ့ဆရာကြီးဈေးရောက်နဲ့ပြောဆရာကြီးဒီတိုင်းမှာဈေးဝယ်ခြင်းတွေရက်နေကြပြီဒီဘက်ကလည်းခေါ်နေတယ်ဈေးဝယ်ခြင်းလို့ဒီမှာခေါ်နေကြပြီကဲဘာနဲ့ဈေးဝယ်မဲ့လူအော်ဘာဖြစ်နေလဲဒီကကြရင်ဓာတ်လိုက်တော့မိသားစုများဟုတ်ကဲ့မတူဘူးတော့တူလား